အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Jet Sport Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုဖိုင်လေးထဲမှာဆိုလို့ရှိရင်တော့ဒီနေ့ညမှာကစားကြမယ်ကမ္ဘာဖလားတတိယလူပွဲစဉ်အဖြစ်အင်္ဂလန်နဲ့ပြင်သစ်တို့ကန်ကြမယ်ပွဲစဉ်ကိုပွဲကြိုခံမှန်းသုံးသက်ချက်လေးပြုလုပ်ပေးမှာပဲဖြစ်ပါတယ်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ဝင်စားရင် Channel ကို Subscribe လေးလုပ်ပေးကြဖို့လို့အားလုံးကိုတောင်းဆိုပါတယ်ဒီနေ့ဇူလိုင်လ18ရက်စနေနေ့ည3နာရီခွဲမှာဆိုလို့ရှိရင်တော့ပြင်သစ်သင်းနဲ့အင်္ဂလန်သင်းတို့ဟာကမ္ဘာဖလားတတိယလူပွဲဖြစ်ပြင်ဆိုင်ကြရတော့မှာပဲဖြစ်ပါတယ်။ပြင်သစ်သင်းဟာဆိုလို့ရှိရင်ကမ္ဘာဖလားမှာရေပန်းအစားဆုံးနံပါတ်1နေရာမှာရှိနေပေမဲ့လည်းစပိန်သင်းကိုရှုံးနေခဲ့လို့တတိယနေရာလူရတာဖြစ်ပြီးတော့အင်္ဂလန်သင်းဟာဆိုလို့ရှိရင်လည်းအာဂျင်တီးနားကိုရှုံးနေခဲ့လို့တတိယလူပွဲကိုကန်ရတာပဲဖြစ်ပါတယ်။ဒီနှစ်သင်းလုံးရဲ့လက်ရှိခြေသန်းမှာဆိုလို့ရှိရင်တော့ပြင်သစ်သင်းကအင်္ဂလန်သင်းထက်အနေငယ်ပိုတာနေတာပဲဖြစ်ပါတယ်။အာရှဘူဂီပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပြင်သစ်သင်းဟာအင်္ဂလန်သင်းကိုဘော်ဒီပေါက်ကြီးတစ်လုံးရှုရင်90စားဆိုကြေးပေးထားပြီးတော့ဂိုးပေါင်းစေးက3လုံးရှု40ရှုံးဆိုကြေးပွင့်ထားတာပဲဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ဖီဖာကမ္ဘာအဆင့်သတ်မှတ်ချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပြင်သစ်သင်းဟာအဆင့်3နေရာမှာရှိနေပြီးတော့အင်္ဂလန်သင်းကတော့အဆင့်4နေရာမှာရှိနေပါပဲဖြစ်ပါတယ်။နှစ်သင်းလုံးရဲ့တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပြင်သစ်သင်းရဲ့တိုက်စစ်ဟာအပြတ်သက်ကိုတာလွန်နေတာပဲဖြစ်ပါတယ်။နာမည်ကြီးထမင်းကအင်္ဂလန်သင်းဟာဆိုလို့ရှိရင်တော့ကစားသမားကောင်းများစွာရှိနေပေမဲ့လည်းအခု2026ကမ္ဘာဖလားမှာဆိုလို့ရှိရင်လည်းဆီမီဖိုင်နယ်အဆင့်ကနေလှည့်ပြန်ခဲ့ရတာပဲဖြစ်ပါတယ်။အင်္ဂလန်သင်းဟာဆိုလို့ရှိရင်လူကောင်းတွေများစွာရှိနေပေမဲ့လည်းအသင်းလိုက်ကစားပုံဟာတော်တော်လေးကိုအားနည်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြင်သစ်သင်းကိုရှင်ကစားဖို့ခရင်အောင်မှာပဲဖြစ်ပါတယ်။ဒီနှစ်ကမ္ဘာဖလားမှာဆီမီဖိုင်နယ်အဆင့်ကနေထွက်ခွာခဲ့ရပေမဲ့လည်းပြင်သစ်သင်းရဲ့တိုက်စစ်ဟာဆိုလို့ရှိရင်ဒီနှစ်ကမ္ဘာဖလားမှာတွင်းကိုအများဆုံးတွင်းထားတာပဲဖြစ်ပါတယ်။တိုက်စစ်အထက်မြက်ဆုံးဖြစ်တဲ့ပြင်သစ်သင်းကိုအင်္ဂလန်သင်းဟာတွင်းကိုတွေခွင့်ပြုရမှာဖြစ်ပြီးတော့သောမတ်တူချဲကင်တွင်နေတဲ့အင်္ဂလန်သင်းဟာဆိုလို့ရှိရင်လည်းဒီပွဲစဉ်ကိုတိုက်စစ်နဲ့ပဲပြန်ပြီးတော့ဖွင့်လာမှာပဲဖြစ်ပါတယ်။အပြန်လန်တွင်းကိုတွေကိုမြင်တွေ့ရအောင်မှာဖြစ်ပြီးတော့ဒီပွဲစဉ်ဟာပြင်သစ်သင်းတို့တကိုးတာလောက်နဲ့နိုင်ရရှိသွားမယ်လို့ခန့်မှန်းပေးခြင်းပြီးတော့ကျွန်တော်ကတော့ဒီပွဲစဉ်မှာပြင်သစ်ဘော်ဒီနဲ့ဂိုးဘော်ကိုပဲရွေးချယ်ပေးပါတယ်။မနေ့ပြန်စူပါဆန်ဒီညမှာဆိုလို့ရှိရင်လေ2026ကမ္ဘာဖလားရဲ့ final ပွဲစဉ်ဖြစ်တဲ့စိတ်ကြီးမက်ဆီနဲ့စိတ်လေးလမိုင်းရမယ်တို့ရဲ့ပြိုင်ဆိုင်မှုကိုတွေ့မြင်အောင်မှာပဲဖြစ်ပါတယ်။ဒါလေးကတော့ဒီနေ့စနေနေ့ညမှာကစားကြမယ်အင်္ဂလန်နဲ့ပြင်သစ်တို့တတိယနေရာလူပွဲအကြောင်းလေးကိုပွဲကြိုခံမှန်းသုံးသက်ချက်လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒီ channel လေးထဲမှာဆိုလို့ရှိရင်ဘောလုံးနဲ့ပတ်သက်တဲ့အားကစားသတင်းအကြောင်းအရာတွေပုံမှန်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးရင် like and subscribe လေးဥစွာပထမလုပ်ပေးထားကြဖို့လို့ချစ်ညီကိုပြအားလုံးကိုတောင်းဆိုပါရစေ။ဒီနေ့ညကန်ကြမဲ့အင်္ဂလန်နဲ့ပြင်သစ်တို့ရဲ့ပွဲစဉ်မှာလည်းဘယ်သင်းကအနိုင်ရရှိသွားနိုင်တယ်လဲဆိုတာကိုမိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment box အောက်မှာဝင်ပေးသွားလို့ရပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားကြတဲ့ညီကိုတွေတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်။အားလုံးအပေါင်းပြတ်ကြပါသေးဗျာ။